ဒီနေ့အတူတူလေးလာကြည့်ကြမှာကတော့ခိုင်မြဲတဲ့မိသားစုဘဝတစ်ခုတိဆောက်ခြင်းရဲ့အခြေခံမှုတွေအကြောင်းပြောပြထားတဲ့မိသားစုကောင်စီလင်လမ်းညွှန်တစ်ခုလေးဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကကျွန်တော်တို့အားလုံးလည်းမကြာခဏစဉ်းစားမိကြမယ်မေခွန်းထီမှာပါ။ဘာကြောင့်များတချို့ဆက်ဆံရေးတွေကတလုံးတီမြဲနေပြီးတော့တချို့ကြကအလွဲတကူပြိုကွဲသွားရတာလဲ။အဲ့ဒီအဖြေကိုရှာဖို့ဒီနေ့ကျတော့တို့ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုတိဆောက်ခြင်းဆိုင်ရာမူပေါင်းတစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်။ဒီချက်လက်တွေကိုတော့မြန်မာခရစ်ယာန်မိသားစုကောင်စီလင်လမ်းညွှန်စာအုပ်တအုပ်ကိုခြေခံပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။ဟုတ်ပြီဒီနေ့ကျွန်တော်ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကိုအမြဲလေးကြည့်လိုက်ရအောင်။အရင်ဆုံးခေတ်သစ်အိမ်ထောင်ရေးမှာဘလို့စင်ခေါ်မှုတွေရှိလဲဆိုတာကနေစမယ်။ပြီးတော့လက်သွဲဖို့ကိုဘလို့ပညာရှိရွေးချယ်မလဲ။အတူနေထိုင်ဖို့ဘလို့ပြင်ဆင်ကြမလဲ။ပြီးတော့ကျန်းမာတဲ့မိသားစုဘဝကိုဘလို့ပြိုးထောင်မလဲပေါ့။နောက်ပြဿနာတွေကြုံလာရဲ့အခါဘာလုပ်တဲ့လဲ။နောက်ဆုံးမှာတော့အရေးကြီးဆုံးဖြစ်တဲ့ရေရှည်ကြီးမြဲတဲ့ဆက်ဆံရေးအတွက်တော့ချက်ဒီကိုအတူတူလေ့လာသွားကြမှာပါ။ကဲအပိုင်းတစ်ကိုစလိုက်အောင်။ခေတ်သစ်အိမ်ထောင်ရေးရဲ့စင်ခေါ်မှုတွေပါဒီခေတ်တည်းအခါမှာရည်ရွယ်ချက်ရှိနဲ့လမ်းညွှန်ပေးမှုတွေကဘာကြောင့်အရင်ကထပ်ပိုပြီးအရေးကြီးလာရလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ဒီလမ်းညွှန်စာအုပ်ကထောက်ပြထားတာတော့လေအခုခေတ်မှာဆိုရင်အမျိုးစုံလာတဲ့သတင်းချက်လက်တွေလောကမြင်ရဲ့လွှမ်းမိုးမှုတွေကြောင့်လူငယ်တွေဟာတီမြဲတဲ့အိမ်အောင်တစ်ခုတိစောက်ဖို့အတွက်လမ်းပြောက်ပြီးရှုပ်ထွေးသွားကြတယ်လို့ဆိုပါတယ်အဲ့ဒါကြောင့်မှန်ကန်တဲ့လမ်းညွှန်မှုကအဓိကကျလာတာပေါ့ကဲအဲ့ဒီတော့အခိုင်အမာဆုံးအစော့ကောင်ကိုအကွက်အရေးကြီးဆုံးဖြစ်တဲ့အခြေခံအုံမြင့်ချတဲ့အပိုင်းကိုရောက်လာပါပြီအပိုင်း2လက်တွဲပေါ်ကိုပညာရှိရွေးချယ်ခြင်းပဲဖြစ်ပါတယ်အရင်ခေတ်ကနဲ့အခုခေတ်လက်တွဲပေါ်ရွေးချယ်ပုံဘယ်လောက်တောင်ကွာသွားပြီလဲဆိုတာဒီမှာရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်ဟိုးရင်တော့ကတော့မိဘကပဲစီစဉ်ပေးတာများပြီးမင်္ဂလာဆောင်မှမျက်နှာချင်းဆိုင်ရတာမျိုးတွေတောင်ရှိခဲ့တာပေါ့အခုခေတ်မှာတော့ကိုယ်တိုင်ရွေးချယ်ခွင့်အပြည့်အဝရှိလာပါပြီဒါမဲ့အဲ့ဒီလွတ်လပ်ခွင့်နဲ့အတူတာဝန်ယူမှုနဲ့မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့လိုအပ်ချက်ကလည်းပိုပြီးကြီးမားလာတာပေါ့ဟုတ်ပြီဒါဆိုရင်ခိုင်မာတဲ့အနာဂတ်တစ်ခုအတွက်လက်တွဲပေါ်ရွေးတဲ့အခါဘာတွေကိုအဓိကထားစဉ်းစားတင်တယ်လဲဒီလမ်းညွှန်စာအုပ်ကအကြံပြောထားတာကတော့အဓိကအဖြစ်အချက်၅ချက်ရှိပါတယ်တယောက်နဲ့တယောက်လောကအမြင်နဲ့ယုံကြည်ချက်တွေတူညီနေဖို့လိုတယ်အသက်အရွယ်ကလည်းတိမကွာတာကောင်းတယ်9နဲ့6နှစ်လောက်ပေါ့ပင်ကရေးချင်းချင်းနဲ့အယံကွာဟာမနီတင်ဘူးအရေးကြီးဆုံးကတော့တယောက်ကိုကြောက်အမှတကယ်ချစ်ခင်လေးစားဖို့နဲ့ကိုယ့်ရဲ့ယုံကြည်ကိုးကွယ်မှုအပေါ်မှာစိတ်နဲ့တွေ့လေးလေးနဲ့ရှိတူဖြစ်ဖို့ပါပဲ။အုံမြချပြီးပြီဆိုတော့အဆောက်အုံရဲ့ပုံစံကျန်းဆွဲရမယ့်အပိုင်း3ကိုရောက်လာပါပြီ။ဒါကတော့မိဘဘဝသပြင်ဆင်ခြင်းပဲဖြစ်ပါတယ်။ဒီပြင်ဆင်မှုရဲ့အဓိကကိရိယာကတော့အိမ်ထောင်မဖြူမီကောင်ဆလင်လို့ခေါ်တဲ့အကြံပေးဆွေးနွေးမှုပါပဲ။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကသူ့ရဲ့ရည်ရွယ်ချက်ပါ။ပြဿနာဖြစ်ပြီးမှဖြေရှင်းတာမျိုးမဟုတ်ဘဲပြဿနာမဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အနာဂတ်မှာကြုံလာနိုင်တဲ့စိန်ခေါ်မှုတွေကိုအတူတူရင်ဆိုင်နိုင်အောင်ပြင်ဆင်ပေးတဲ့လုပ်ငန်းစဉ်တစ်ခုအဖြစ်ရှုမြင်ထားပါတယ်။ဘာဖြစ်လို့အဲ့ဒီလိုကြိုတင်ပြင်ဆင်ဖို့လိုအပ်တာလဲ။အကြောင်းကတော့လူအများစုဟာအိမ်ထောင်ရေးအပေါ်မှာမျှော်လင့်ချက်အကြီးကြီးတွေထားကြလို့ပါပဲ။ဥပမာကိုဘဝပိုတိုးတက်လာဖို့ချစ်ခင်ကျင်နာမှုတွေအပြည့်အဝရဖို့လိင်ကိစ္စမှာပြည့်ဝဖို့ရအားလုံးကိုအတူတူမျှဝေခန်းစားဖို့စတဲ့မျှော်လင့်ချက်မျိုးစုံနဲ့အိမ်ထောင်တစ်ခုကိုစတင်လေ့ရှိကြပါတယ်။ဒါပေမဲ့အဲ့ဒီမျှော်လင့်ချက်တွေဟာလက်တွေ့ဘဝနဲ့ကွာဟာပြီးချက်ချင်းဖြစ်မလာတဲ့အခါမှာတော့ကြီးမားတဲ့စိတ်ပြမှုတွေအထင်လွဲမိုက်မှုတွေဖြစ်လာနိုင်တယ်လို့ဒီစာဆောင်ကနေတတိပေးထားတာပါ။မျှော်လင့်ချက်ကြီးလေးစိတ်ပြေရနိုင်ခြင်းများလေးပါပဲ။ဒီပြဿနာကိုဖြေရှင်းဖို့ဒီလမ်းညွှန်မှာအကြိမ်6ကြိမ်စာကောင်ဆလင်အစီအစဉ်ကိုအကြံပြုထားပါတယ်။တယောက်ရနောက်ခံသမိုင်းကိုနားလည်တာနေစပြီးအိမ်ထောင်ရေးရဲ့အတိတ်ပဲငွေရေးကြေးရဲလိုလက်တွေ့ကြရဲ့ကိစ္စတွေရင်းနှီးမှုမဲ့မိသားစုစီမံကိန်းအချင်းရဲ့အတိတ်ပဲနောက်ဆုံးမင်္ဂလာဆောင်ပြင်ဆင်မှုအထိအေးကြီးတဲ့အကြောင်းအရာတိုင်းကိုစနစ်တကျဆွေးနွေးစေတာဖြစ်ပါတယ်။ကဲပြင်ဆင်မှုတွေပြီးလို့အိမ်ထောင်တစ်ခုတည်ဆောက်ပြီးတဲ့အခါမှာလည်းအလုပ်ကမပြီးသေးပါဘူးနော်။အပိုင်းလေးကျမ်းမာတဲ့မိသားစုကိုပြိုးထောင်ခြင်းဆိုလိုတာကဒီအဆောက်အုံကြီးကိုစဉ်ဆက်မပြတ်ထိန်းပြုပြင်နေရမယ်ဆိုတဲ့သဘောပါပဲရေရှည်တည်မြဲတဲ့ပျော်ရွှင်မှုရဲ့လျှို့ဝှက်ချက်ကတကယ်တော့ဘာဖြစ်မလဲဒီစာဆောင်ထဲမှာအရန်စိတ်ဝင်စားစရာကောင်းတဲ့သူတေသနာတစ်ခုကိုကိုးကားထားပါတယ်အိမ်ထောင်သက်15နှစ်ကျော်ကြာပျော်ရွှင်နေတဲ့စုံတဲ့3ညအိုးမင်းမြန်လေလာထားတာပါရလက်ကတော့တော်တော်ကြီးအနာတင့်စရာကောင်းပါတယ်အိမ်ထောင်ရေးပျော်ရွှင်မှုအတွက်အတိတ်ကအကြောင်းရင်းတွေကဘာတွေလဲဆိုတာကြည့်လိုက်တဲ့အခါအများစုကခင်မင်ရင်းနှီးမှုနဲ့အပြန်လန်အားပေးမှုဒါက45%နဲ့ဂတိတစ္ဆာနဲ့ယုံကြည်မှုဒါက35%ကိုအထူးဆုံးကဖော်ပြခဲ့ကြပါတယ်လူအများအရေးကြီးရလို့ထင်ကြတဲ့လိမ်ပိုင်းဆိုင်ရာကျဉ်းနှံမှုက10%တော့မပြည့်ပါဘူးဒါကတကယ်ကိုစဉ်းစားစရာအချက်တစ်ခုပါပဲဒါပြင်တီတူတဲ့တဏှာရကျမတဲ့မိသားစုတွေမှာတူညီတဲ့လက္ခဏာတွေရှိနေတတ်ပါတယ်သူတို့ဟာတယောက်နဲ့တယောက်စကားပြောတယ်နားထောင်တယ်အားပေးတယ်ဟာတညံရှိတယ်ပုံယုံကြည်ချက်တစ်ခုရှိတယ်
အရေးကြီးဆုံးကတော့ပြဿနာတစ်ခုခုရှိလာရင်ဝန်ခံပြီးအကူအညီတောင်းဖို့လုံးဝဝန်မလေးကြပါဘူး ဘလောက်ပဲကောင်းမွန်တဲ့စောင့်အောင်ဖြစ်ပါစီအထင်ကြလာတာနဲ့အမျှပြုထင်ထိန်သိမ်းမှုတွေကတော့လိုအပ်လာမှာပါပဲအပိုင်းကပြဿနာတွေပေါ်ပေါက်လာတဲ့အခါမှာဘယ်လိုပြန်လဲမွမ်းမံကြမလဲဆိုတာကြည့်ကြရအောင် ဒီလမ်းညိုအရအင်ထုံရေးပြဿနာတွေရဲ့အဓိကအရေးမြစ်တွေကတော့ပြောဆိုဆက်ဆံရေးအားနေတာကြီးပြင်းလာတဲ့နောက်ခံမတူလို့အမြင်တွေကွဲပြားတာအထူးသဖြင့်လင်ကိစ္စနဲ့ပတ်သက်ပြီးလက်တွေ့မကျတဲ့မျှော်လင့်ချက်တွေထားတာငွေရေးကြေးမပြေလေတာနောက်ပြီးတကူတဲ့သမားဘဝကနေအင်ထုံသေးဘဝကိုပြောင်းလဲဖို့စိတ်ပိုင်းဆိုင်ရာအဆင်သင့်မဖြစ်တာတွေကြောင့်လို့ဆိုပါတယ် ပြဿနာကိုဖြေရှင်းဖို့အတွက်စနစ်ကျတဲ့နည်းလမ်းကိုလည်းအကြံပြုထားပါတယ်။အပေါ်ရန်ရန်ဖြစ်နေတာကိုပဲမကြည့်ပဲတကယ်အရင်ခံကြောင်းတရားကိုရှာဖွေပါ။ပြီးရင်ဘလို့အချင်းချင်းရောက်ရင်ပြဲလဲပြီးလို့တတ်မှတ်မလဲဆိုတဲ့ပန်းတိုင်ကိုနှစ်ယောက်အတူတူချမှတ်ပါ။လိုအပ်တဲ့ပြောဆိုဆက်ဆံရေးကျွမ်းကျင်မှုတွေကိုတင်ယူလက်ကျင့်ပြီးနှစ်ဦးသဘောတူထားတဲ့တန်ဖိုးတွေပေါ်မှာအခြေခံပြီးဆက်ဆံရေးကိုပြန်လည်တည်ဆောက်ရမှာဖြစ်ပါတယ် ကဲနောက်ဆုံးအပိုင်း6ကိုရောက်လာပါပြီဒီစောင့်အောင်တစ်ခုလုံးခိုင်ခိုင်ခန့်ခန့်နဲ့အောင်မြင်ဖို့အတွက်အတိကသွားချက်တွေကိုပြန်ပြီးကောက်နှုတ်ကြည့်ကြရအောင် အဓိကအကြဆုံးအချက်၄ချက်ကိုပြန်ကြည့်ရရင်ပထမတစ်ခုကရွေချက်ရှိမှုပါကံကိုပုံအပ်မထားပဲကိုယ်တိုင်တက်တက်ကြွကြွရွေးချယ်ပြင်ဆင်တာဖြစ်ပါတယ်ဒုတိယကတော့ဘုံတန်ဖိုးတဲ့ပေါ်မှာအခြေခံတည်ဆောက်တာတတိယကတော့ပြောဆိုဆက်ဆံရေးကိုကျွမ်းကျင်အောင်သင်ယူထားတာနောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ကောင်းမွန်တဲ့ဆက်ဆံရေးဆိုတာတစ်ခါတည်ဆောက်ပြီးရင်ပြီးသွားတာမဟုတ်ပဲနေ့စဉ်နဲ့အမျှစင်ဆက်မပြတ်ကြိုးစားအားထုတ်နေရမယ့်အရာတစ်ခုအဖြစ်နားလည်ထားဖို့ပါပဲ ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တာကတော့လမ်းညွန်စာအုပ်တအုပ်ရဲ့ရှုထောင်းကနေတင်ပြဖြစ်တာဖြစ်ပါတယ်။ဒါဆိုရင်နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုချန်ထားခဲ့ခြင်းပါတယ်။ဘလို့ယဉ်ကျေးမှုဘလို့ဒလိထုံတန်းကပဲဖြစ်ပေါ့။ရေရှိတည်တန်းခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့အတွက်မရှိမဖြစ်လို့အပ်တဲ့အခြေခံမှုတွေကဘာတွေဖြစ်မယ်လို့ထင်ပါတယ်လဲ။